안녕하세요, 여러분. 디니가로 여러분하고 나우트 소담 자쿠고 야위비 츠마레 에리 소담가 자로 발레스로 병 주고 약 준다 소래 스가봉 리베 펴바레အဲ့တော့ 여러분도 သိထားပြီးသားအတိုင်းပဲ병 자로ဒီနေရာမှာတော့ ပလင်းကိုပြောချင်တာမဟုတ်ပဲနဲ့ယောဂကိုပြောတာပေါ့နော်အဲ့တော့병ကယောဂကိုပြောတာ주고하자로 주다니비요လာတာပေါ့နော်ကိုသရာလေးနဲ့ပေါင်းထားတာအဲ့တော့ 주고ဆိုတော့ပေးပြီးဆိုတဲ့ဒီပဲရတာပေါ့နော်နောက်တစ်ခုကကြတော့약ဒါလည်း여러분도သိပြီးသားပါ약ကဆေးကိုပြောတာပေါ့နော်ဆုံးတစ်ခုကကြတော့준다ဆိုတာကလေ주다ကနေလာပြီးတော့သူ့ကိုတိတ်ပေါ့နော်အန်းနာလေးနဲ့ပေါင်းထားပေးတာပေါ့နော်တဓာလေးနဲ့ပေါင်းထားပေးတော့ဒီမှာကျတော့ဂျွန်းတာဆိုပြီးတော့အဓိပ္ပာယ်မျိုးရတာပေါ့နော်မြန်မာမှာလည်းဒီစကားပုံနဲ့ဆင်တူတာရှိတယ်ပေါ့နော်သူကကြတော့ဗာလဲဆိုတော့အနာပေးလိုက်ဆေးပေးလိုက်ဆိုတဲ့စကားပုံလေးပေါ့နော်အဲ့တော့အသုံးပြုပုံလေးကလည်းမြန်မာစကားပုံလိုမျိုးပဲအသုံးပြုပုံချင်းအတူတူပဲပေါ့နော်ကိုယ်တငယ်ချင်းကကိုယ်စိတ်ဆိုးပြီးတော့ပြောလိုက်တယ်စိတ်မကောင်းအောင်လုပ်လိုက်တယ်ဒီလိုအခြေအနေမျိုးလေးနဲ့နှိုင်းယှဉ်ပြီးတော့ပြောလို့ရတယ်ပေါ့နော်ဒီလိုဒီစကားပုံလေးကိုပြန်ပြောပါမယ်병 주고 약 준다ဒီလောက်ဆိုရင်여러분도ဒီစကားပုံလေးကိုမှတ်မိမယ်လို့ထင်ပါတယ်ဒါဆိုရင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်